သူစီကကိုပျော်ရွှင်မှုမရဘူးကိုစီကသူပျော်ရွှင်မှုမရဘူးကိုရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးကြတယ်အဲ့ဒီဆုံးရှုံးတာကိုမကြိုက်တာပဲမှားတကယ်အနှစ်သာရကိုလိုက်ရှာကြည့်လို့ရှိရင်မြတ်စွာဘုရားကဒါကြောင့်မို့ဟောတာအတ္တသမံပေမနတ္ထိကိုချစ်တာလောက်တခြားကိုအချစ်နဲ့တူတဲ့အချစ်ဆိုမရှိဘူးလို့ဒီလိုပြောတယ်ဒါတကယ်ကိုအစစ်အမှန်ဟောဒါကြောင့်မို့လို့မေတ္တာဆိုတာကတော့အဲ့ဒါမျိုးမဟုတ်တဏှာကရယူလို့တယ်ခံစားလို့တယ်ဒါတဏှာချစ်မေတ္တာချစ်ဆိုတာကအဲ့ဒါမျိုးမဟုတ်သူများအတွက်ပေးဆက်ခြင်းမေတ္တာချစ်သူများအတွက်ပေးဆက်တယ်တဏှာကကိုယ့်အတွက်မေတ္တာကသူ့အတွက်လှုပ်တာကပို့ပြီးတော့ခိုင်မြဲတယ်ဘာဖြစ်လို့လို့ဆိုစဉ်းစားရတယ်သူ့အတွက်စဉ်းစားတာကိုယ့်အတွက်မစဉ်းစားဘူးဟိုတစ်ဖက်ကလည်းမေတ္တာနဲ့ဆိုရင်သူ့အတွက်စဉ်းစားတယ်ကိုယ့်အတွက်မစဉ်းစားဘူးအဲ့ဒီတော့သူ့အတွက်ဆင်ပြေးနေလို့ရှင်ဟောမကွဲမကွာဖြစ်တာပေါ့ဟိုလူကလည်းငါအတွက်စဉ်းစားတယ်ဟိုလူကလည်းငါအတွက်စဉ်းစားတယ်နှစ်ဦးကိုယ့်အတွက်ကြီးပဲစဉ်းစားတယ်လိုဘပြည့်နေတဲ့အချိန်မှာတော့ကိုယ့်အတွက်ဖြစ်နေရင်ခြေနဲ့တယ်ကိုယ့်အတွက်မဖြစ်တာနဲ့တပြိုင်နက်ခွဲကြရောအဲ့တော့မေတ္တာချစ်နဲ့တဏှာချစ်တခြားနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်မေတ္တာချစ်ကအေးမြပြီးတော့တဏှာချစ်ကပူလောင်နေတဏှာရဲ့နောက်ွယ်မှာဘာတွေလာတော့ဆိုတောကဆိုတာရောက်လာဆိုရင်ဓာတွေပူဆွေးတာတွေဒါတွေဖြစ်လာမေတ္တာရဲ့နောက်ကမှာဒါတွေလုံးဝမရှိအေးချမ်းနဲ့တည်ငြိမ်တဲ့ဆိုတာတွေဖြစ်တယ်ဒါကြောင့်မို့မေတ္တာနှလုံးသားနဲ့ချစ်နိုင်အောင်ကြိုးစားအဲ့ဒါပို့ပြီးတော့ခိုင်မြဲတယ်